ဒါလေးကတော့draw ချထားတာပေါ့နော်ဒီ draw ကိုချတီးလိုက်မယ်အားလုံးဒီကောင်ကတော့တီးကြပြီဖြစ်လို့6ကျိုးလေးက4ကျိုးနဲ့ညီအောင်ညှိလိုက်တာပေါ့နော်အဲ draw ပေါ့အားလေးနဲ့တီးတယ်ဒီတစ်ခါလဲပြဖို့ပါတယ်ဒါပေမဲ့ဒီကောင်ကတော့ solo လေးနဲ့တွဲပြီးပြပေးတာပါငါးကျုံနေရာမှာ C နေရာပေါ့နော် C note ရဲ့ဒိုနေရာပေါ့ဖိမယ်၄ကျိုးကိုတီးမယ်ငါးကိုတီးမယ်၄ကျိုးကိုတီးမယ်6 string နေကြတော့ vibrate လုပ်လိုက်ပေါ့နော် unplug လေးတီးရခါမျိုးကြတော့ဒီနားလေးမှာတီးမှာပေါ့နော်လှအောင်လို့ဒီရဲ့နေရာပေါ့မီပေါ့နော်မီဖာဆို unplug မှုကြတော့solid မူလေးကြတော့ဒီရဲ့နေရာပေါ့ဒီဖာဆိုပဲနည်းလေးပြန်ပြပေးပါမယ်ကျွန်တော် unplug မူလေးကတွန်းလိုက်မယ်အဲ့လိုတီးလို့မရဘူးအဲ့နာလေးမဟုတ်ဘူးနှုတ်နေရမှာထားပေါ့နော်သူကစလိုက်လေးပေါ့မျိုးကြတော့ solo တွေမှာကျတော့ဒီလိုလေးဖြစ်သွားတယ်ဒီနားလေးမှာပြန်ပြပေးပါမယ်